တချင်းတွေကိုဒီဆိုခဲ့ရတော့အသက်2နှစ်ခွဲလောက်ကနေစပြီးဒီဆိုခဲ့ရတာเนาะဒါပေမဲ့ဒီမြန်မာတန်စင်ကိုစနစ်တကျတင်ယူခဲ့ရတော့အသက်8နှစ်လောက်ကနေစပြီးတော့စောင်းပညာရဲ့ရောအဆိုပညာရဲ့ရောတင်ယူခဲ့ရပါရှင်ချစ်တူဟန်ဖြစ်ပါတယ်ရှင်။တက်လောက်ရှိပါရဲ့။အမိသက်က15နှစ်ပါ။ဆရာပြန်ဖို့ရှိလို့ကကြောက်တာတင်နေတက်လာတယ်။သမီးကဒီ Music City ရဲ့တင်နန်းသူတော့မဟုတ်ပါဘူး။ဒါပေမဲ့ဆရာဒီကမောသမီးကိုဒီနေ့concert လေးမှာပါဝင်ကူညီပေးဖို့ခေါ်ထားလို့သမီးကအပြင်ကနေလာတာရှင်။ဒီမှာတမျိုးစောင်းနေတယ်အရန်ဆိုသွားတော့ဥပ္ပရဲ့မိုက်လာတယ်ပြောတော့အချင်းလေးကြောင်းပါတယ်။မာတကြောင်းတချင်းလေးကတော့ဒီကျွန်းပိုင်သားဆိုတာမြန်မာမဟာဂီတတချင်းလေးဖြစ်တယ်ပေါ့နော်ပြင်စီမင်းသားရေးဖွဲ့ထားတဲ့ကျိုးတချင်းလေးဖြစ်ပါတယ်ရှင်ပြင်စီရောပြင်စီမင်းသားပါရှင်ဒီအချင်းဆိုတာဘလို့ခက်ခဲနေရှိတယ်အဲ့ဒါမှတန်တယ်ဆိုတော့မြန်မာတန်စင်ကတော့ဒီအနောက်တိုင်းနေနဲ့မတူဘူးပေါ့နော်တမူထူကြတယ်အရေးအစွဲအဆိုမှာရောအတီးမှာရောထူကြမှုလေးရှိတယ်အနောက်တိုင်းနဲ့စားလို့ရှင်တော့ဒါသူ့အလိုက်နဲ့သူခက်ခဲမှုလေးတော့ရှိတာပေါ့နော်ဒါပေမဲ့တမီးငယ်ငယ်တည်းကဒီမြန်မာတန်စင်ကိုတင်းတင်းချာချာလေ့ကျင့်ပြီးတော့ဆိုလာခဲ့ရပါရှင်ဟုတ်ရှိပါဘူးရောရှိတယ်ဒီကတိုးတွေပါရောရှိတာရှိရဲ့ရှင်တမီးဖေဖေကစနေရမောင်တွေနောက်မန္တလေးဖြစ်ပါတယ်တမီးဖေဖေရောမေမေရောက musician တွေဖြစ်ပါတယ်ဘတ်စုံပေါ့နော်ဘတ်စုံရတဲ့တဲမှာသမီးကိုတော့ဆရာမြန်မာတန်စင်နဲ့recognize ဖြစ်တယ်ပေါ့နော်မြန်မာတန်စင်နဲ့တည်တယ်သမီးကိုသမီးကိုဘယ်လိုပြောမလဲတချင်းလေးတွေရေးပေးတယ်ကမ်းလှမ်းပေးတယ်ဆိုလဲဆရာမြန်မာတန်စင်ပဲသမီးကိုရေးပေးဖြစ်တယ်ပေါ့ပွဲတွေရောဆိုပြနေလားပြန်ပြီးတော့ဟုတ်ပွဲတွေတော့တခါတလေသမီးရဲ့မိသားစုနဲ့သွားဖြစ်ပါတယ်သမီးတန်တဲ့အပြင်ပွဲတွေပါတော့သမီးအဲ့လောက်ကြီးမများသေးဘူးကျောင်းတစ်ဖက်နဲ့ဆိုတော့လေပွဲဆိုလို့ရှိရင်ဒီဆရာတွေတော့ပတ်လောက်တာတော့ဘာလို့ရှိရင်ပြီးအောင်အဲ့လိုမျိုးတွေမှာပါလာအဲ့လိုမျိုးတွေမှာပါတယ်တော်တော်လေးဆိုချင်းနေဒီဆရာတွေတော့ဘာထားလဲတေးဆရာတော့ကိုအမေကိုယ်တိုင်ကိုတေးဆရာဖြစ်နေတော့နားလည်ပါတယ်တေးဆရာတွေတော့တန်းနိုင်တဲ့လောက်လဲသမီးဟိုပါပေါ့နော် request လေးလုပ်တယ်ပေါ့နော်တချို့တချင်းလေးတွေသမီးဝယ်ပြီးတော့ music video ရိုက်ထားရလေးလည်းရှိတယ်။တေးဆရာတွေတော့ကိုချင်းစားတယ်။သမီးလည်းရှေ့လျှောက်အနာဂတ်မှာတချင်းလေးတွေရေးဖို့စဉ်းစားထားပါတယ်။ပြန်ဖို့ဆိုဆရာပြန်ဖို့လည်းပတ်သက်ပြီးတော့သမီးရဲ့သမီးရိုက်ပါရှိတယ်။ကိုဆရာလည်းဟုတ်ကဲ့ဆရာတရားမို့သမီးကိုငယ်လေးအတူတိလာခဲ့ရပေါ့နော်အခုသမီး7နှစ်ရွယ်မှာတော့ဆရာသမီးကိုဆွေးစွန်ညိုတန်ဆန်းဆိုတဲ့ series လေးနဲ့တချင်းရှစ်ပုတ်ရေးပေးခဲ့ပါတယ်ပြီးတော့ဆရာလည်းသမီးပေါ်မှာကျေးဇူးအများကြီးရှိပါတယ်ဖေဖေကတော့စန်းနေရမောင်တွေနောက်မှတကီပေါ့နော်မေမေကတော့တေးမဲမူကလောင်နာမည်နဲ့အမှုပညာလုပ်ပါရှင်သမီးဖေဖေစီကတော့သမီးကစောင်းပညာ
ရက်ကိုတင်ယူခဲ့ရပါတော့မမေစီကတော့ဒီမြန်မာတန်အစိုးပညာရက်ကိုငငယ်လေးတည်းကတင်ယူခဲ့ရပါရှင်ဒီအောင်တော့စာလဲလို့ပညာရေးလဲလို့ဘာတွေတကယ်ကြီးမလဲရပါနဲ့ဗျာသမီးကgrade 10ပေါ့ရှင်grade 10တက်မှာပေါ့နော်လူငယ်ဖြစ်တဲ့အတွက်အခုစာရောဒီအမှုပညာရောနှစ်ခုလုံးဒါစူးစမ်းမှန်းစာလေးလုပ်ရတယ်ပေါ့နော်ဒါပေမဲ့သမီးငငယ်လေးကလေးကဒါဒီဘောကနည်းနည်းကျင့်သားရနေပါတယ်အဲ့တော့အရင်ကြီးတော့လည်းအခက်ခဲတွေမရှိတော့ပါဘူးတက်ဘလောက်ပြည့်အရွယ်တွေကဒီဓမ္မအတန်းကိုကြိုက်နေတဲ့ပြောပြပြီးတော့သမီးစပြီးတော့ဒီတချင်းတွေကိုဒီဆိုခဲ့ရတော့အသက်2နှစ်ခွဲလောက်ကနေစပြီးတော့ဒီဆိုခဲ့ရတာเนาะဒါပေမဲ့ဒီမြန်မာတန်စင်ကိုစနစ်တကျသင်ယူခဲ့ရတော့အသက်8နှစ်လောက်ကနေစပြီးတော့စောင်းပညာရဲ့ရောအဆိုပညာရဲ့ရောသင်ယူခဲ့ရပါရှင်သမီးတို့လူငယ်တွေရောဘယ်လိုဖြစ်နေချင်လဲနောက်လူငယ်ရောကလေးတွေရောဘယ်လိုမစိတ်ပေးချင်လဲဘယ်လိုမျိုးမစိတ်ပေးစလဲဆိုတော့ဟုတ်ကဲ့တယောက်နဲ့ဟိုကြိုက်တဲ့ဂီတပုံစံလေးတွေတော့မတူဘူးပေါ့နော်ဘယ်လိုပြောမလဲဒါပေမဲ့ကိုယ့်ရဲ့မြမရိုးရာမဟာဂီတမြမရိုးရာတူရိယာရောမြမဂီတကိုရောတန်မိုးထားပြီးတော့ချစ်မြတ်လို့စစ်ချင်ပါတယ်လို့ကိုယ်တိုင်ရောဘယ်လိုစံတန်မိုးထားပြီးတော့ဂီတကိုချစ်တယ်သမီးကတော့ဂီတအမျိုးအစားအားလုံးကိုချစ်တယ်ပေါ့နော်ဒါနောက်တိုင်းဂီတရှိရယ် jazz classical pop rock အားလုံးရှိရယ်ပေါ့နော်ဂီတအားလုံးကိုလည်းချစ်တယ်လို့သမီးရဲ့ဒီမြန်မာတန်စင်မြန်မာဂီတကိုလည်းသမီးကချစ်ပါတယ်အဲ့တော့သမီးကဆိုတာခက်တယ်ပေါ့အားရတာအဲ့တိုင်းမဲ့ပဲလုံးဝလွဲလို့မရအောင်အဲ့ပေါ်သမီးရဲ့အမြင်ပြောတာခက်ခဲတာတော့ဟုတ်ပါတယ်ဒါပေမဲ့လည်းသမီးကငယ်ကလေးကဒီမြန်မာတန်စင်ကိုဝါသနာပါတယ်မြန်မာတန်စင်မှမဟုတ်ဘူးပေါ့နော်မြန်မာယဉ်ကျေးမှုမြန်မာရိုးရာမှန်သမျှကိုသမီးကငယ်လေးတွေကစိုက်နှစ်တက်တယ်ချစ်မြတ်လို့ရပေါ့နော်ဒါကြောင့်ဒီမြန်မာရိုးရာမြန်မာမဟာဂီတမြန်မာတန်စင်တွေကိုသမီးကဆက်လက်ပြီးတော့လည်းထိမ့်သိမ်းသွားဖို့ရှိတယ်ဒါခက်ခဲပေမဲ့လည်းသမီးကစူးစမ်းပြီးတော့ဆက်လက်ထိမ့်သိမ်းနေပါတယ်ရှင်ရှိရစီနီယာတွေမှာအားကြခဲ့လို့ရှိတာဒီမှာတန်ကြီးထားရပေါ့မြန်မာတန်ရှိပါတယ်ရှင်မြန်မာတန်စင်ထဲမှာဆိုတော့အားလုံးဖွားတော်ကြီးတန်တို့ဖွားအမေတော်မမအေးတို့မဟာဂီတရောဒီမြန်မာတန်စင်မှာလုံးဝကနဝင်အဆိုတော်ကြီးတွေပေါ့နော်သမီးလေးစားအားကြပါရှင်ဒီမေရဲ့ပမိုးတော့ဘယ်တော့တိုင်းတိုင်းရှိတယ်ဖေမေကသမီးငငယ်လေးကလေးကသမီးဒီမြန်မာဂီတမှာဝါသနာပါတယ်ဆိုကြတဲ့သမီးကိုတည်တည်ချာချာလေးတင်ပေးတယ်ပေါ့နော်တင်ပေးတဲ့ပြင်သမီးရဲ့အနာဂတ်အိမ်မက်တွေအတွက်ရောသမီးအခုအမှုပညာလမ်းကြောင်းမှာရှောက်နေတဲ့အခါမှာရောအားလုံးနောက်ကနေလူလေးသေးမရှိအောင်ပံ့ပိုးပေးပါတယ်ရှင်အခုသမီးဒီဆရာဒီယာမိုကသမီးအတွက်သမီး17နှစ်တုန်းကရွှေစွန်ညိုတန်ဆန်းဆိုတဲ့ series လေးရေးပေးပူပါတယ်ရှင်အဲ့တော့အဲ့ series လေးလည်းသမီးအခုထုတ်ထားပါတယ်နောက်ဆက်လက်ပြီးတော့လည်းseries လေးတွေရောသမီးကိုပိုင် day လေးတွေရောသမီးဆက်လက်ပြီးတော့ထုတ်သွားဖို့ရှိပါတယ်ရှင်အခုလက်ရှိမှာလည်း cover တွေဆိုနေပါတယ်ဘယ်လိုကောင်းနေရထုတ်ပါလဲဘယ်လိုကောင်းနေကြသမီးရဲ့ YouTube channel ချစ်တူတူဟန်ဆိုတဲ့ YouTube channel လည်းရှိပါတယ်ရှင်ဒီနေ့ဘယ်လိုကောင်းနေပြောရှိတယ်လေးခံတာလို့ပါဟုတ်ကဲ့အဲ့လိုတွေလည်းရှိပါတယ်ဟုတ်ကဲ့ပါဒီကောင်ချစ်တဲ့သမီးကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအားလုံးလည်းချစ်သူတင်ပါတယ်ရှင်